င်္ဂလာပါညီမလေး ဟုတ်မင်္ဂလာပါ ညီမလေးပေါ့နော်ဒီ study abroad ပေါ့နော်နိုင်ငံခြားမှာပညာသင်ရတဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားလားမသိဘူး ဟုတ်စိတ်ဝင်စားပါ တကယ်လို့ညီမလေးအနေနဲ့ပေါ့နော်ဒီလိုမျိုး study abroad လုပ်ရမယ်ဆိုဘယ်နိုင်ငံလေးကိုပေါ့နော်ရွေးချယ်ကြတယ်မသိဘူး စင်ကာပူတောင်းမထိုင်ပါ စင်ကာပူပေါ့နော်ဟုတ် မင်္ဂလာပါမ ညီမလေးပေါ့နော်ဒီနိုင်ငံခြားမှာပညာသင်တာပေါ့နော် study abroad နဲ့ပတ်သက်ပြီးစိတ်ဝင်စားလားမသိဘူး ဟုတ်စိတ်ဝင်စားပါရှင် တကယ်လို့ညီမလေးအနေနဲ့ပေါ့နော်ဒီလိုမျိုး study abroad လုပ်ရမယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံလေးကိုသွားချင်လဲပေါ့နော် နိုင်ငံခြားတော့အခုတော့အတိအကျရွေးထားတာမရှိဘူးဒါပေမဲ့အတိအကျဟို native language ကတော့ English ဖြစ်ချင်တယ်ပေါ့နော်ဟောအဲ့လိုနိုင်ငံတကယ်လို့ညီမလေးအနေနဲ့ပေါ့နော်ဒီလို Singapore မှာပညာသင်ရမယ်ဆိုရင်စိတ်ဝင်စားလားမသိဘူး ဟုတ်စိတ်ဝင်စားပါတယ်ဟုတ်ကဲ့ပါဒီတော့နိုင်ငံခြားမှာပညာသင်ရမယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံလေးကိုသွားချင်လဲပေါ့ New Zealand တို့ New Zealand တို့ပေါ့ Australia ညီမလေးစင်ကာပူဘက်ကောစိတ်ဝင်စားလားမသိဘူး စိတ်ဝင်စား အခုကအမပွဲလေးတစ်ခုဖိတ်ချင်တာပေါ့နော်ညီမလေးကိုဒီအမဒီပေါ့နော် London School of Business and Finance ပေါ့နော်သူကကျတော့ UK အခြေစိုက်ကြောင်းပေါ့နော်သူက Singapore နဲ့ Malaysia နဲ့မှာ campus အခွဲလေးရှိရပေါ့နော်ဟိုအဲ့ဟာနေပြီးတော့သူတို့အဲ့ဒီဒီ London School of Business and Finance ကနေပြီးတော့ဒီအမားတို့နောက်လ12ရက်နေ့ပေါ့နော် Novotel Hotel မှာတနာရီကနေ3နာရီထိပေါ့နော်ဒီသူတို့ပညာရေးဆွေးနွေးပွဲလေးလာလုပ်မှာပေါ့နော်သူတို့ဒီဘက်ကတာဝန်ရှိတဲ့သူတွေကပေါ့နော်ဟိုအဲ့ပွဲလေးကိုညီမလေးကိုလာခဲ့ဖို့တမဖိတ်ချင်တာကျေးဇူး ဟုတ်ကဲ့ပါဟုတ်တကယ်လို့အချိန်ရလို့ရှင်ညီမလေးလာခဲ့ပါအောင်နော်ဟုတ်မင်္ဂလာပါညီမလေးဟုတ် မင်္ဂလာပါရှင် တကယ်လို့ပေါ့နော်ညီမလေးအနေနဲ့ဒီ study abroad ပေါ့နော်ပြည်ပမှာပညာသင်ရမယ်ဆိုလို့ရှင်ညီမလေးဘယ်နိုင်ငံမှာသင်ချင်လဲပေါ့ ကိုရီးယားမှာတင်ချင် ဟုတ်မင်္ဂလာပါ ဟုတ်မင်္ဂလာပါ မောင်လေးအနေနဲ့ပေါ့နော်ဒီ study abroad လုပ်ဖို့အတွက်ပေါ့နော်နိုင်ငံခြားမှာပညာသင်လို့အတွက်အဲ့လိုစီစဉ်ထားမျိုးရှိလားစိတ်ဝင်စားမျိုးရှိလားပေါ့နော် ရှိပါတယ်ဘယ်လိုမှတင်ကြားစီလဲဆိုတော့ကျွန်တော်တို့ပြော United States ပေါ့ US ပြီးရင် UK လည်းရှိတယ် ပွဲလေးတစ်ခုဖိတ်ချင်လို့ပေါ့နော်ဒီ London School of Business and Finance ပေါ့နော်သူကကြတော့သူက UK အခြေစိုက်ကြောင်းပေါ့နော်သူက UK မှာလည်းရှိရပြီးလို့ရှိရင် Singapore နဲ့ Malaysia မှာလည်း campus အခွဲလေးရှိရပေါ့နော်ဟုတ်သူကအခုလာမဲ့မာတို့9လပိုင်းပေါ့နော်12ရက်နေ့မှာဆိုလို့ရှိရင်ဒီLondon School of Business and Finance Singapore campus ကပေါ့နော်သူတို့လာပြီးတော့မာတို့ဒီ Novotel Hotel မှာပေါ့နော်ဒီပညာရေးဆွေးနွေးပွဲလေးပြုလုပ်ပေးမှာပေါ့နော်ဒီသူရဲ့ Singapore နဲ့ Malaysia မှာရှိရ campus နဲ့ပြီးရင်ဒီ Singapore နဲ့ Malaysia ရဲ့ပညာရေးအကြောင်းလေးတွေကိုဆွေးနွေးပြီးတော့မှာပေါ့နော်ဟုတ်အဲ့ပွဲလေးတော့မောင်လေးကိုဖိတ်ချင်တာပါဟုတ်ကျေးဇူးပါအခုလို ကျေးဇူးပါ ဒါလေးလက်ဆောင်ပေးပါ ကျေးဇူးပါ